မင်္ဂလာပါမိတ်ဆွေတို့ရောဒါခီးသွားရတာသဘောကျလားပေါ့နော်ကျွန်တော်ကတော့ခီးသွားရတာကိုသဘောကျတဲ့အထက်မှာပါတယ်အရင်ကလည်းခီးတွေတောက်လျှောက်ထွက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးဒါမှတ်တမ်းပုံစံမျိုးလေးတော့ကျွန်တော်မလုပ်ဖြစ်ဘူးခုတစ်ခေါက်မှာတော့ကျွန်တော်တို့ဒါနေဆက်တနေရာကပေါ့နော်ဆန်ကလာပူရီဆိုတဲ့ဒီမြို့လေးပေါ့နော်မြို့အသေးလေးပေါ့နော်အဲ့နေရာလေးကိုသွားဖြစ်တဲ့အကြောင်းအဲ့အကြောင်းလေးကျွန်တော်မှတ်တမ်းလေးလုပ်ဖြစ်တယ်အဓိကတော့ဒီခီးသွားတဲ့အချိန်မှာတွေ့ရတဲ့ဘူးသူတာဖြစ်စရာတွေပြီးတော့ကျတော့ကျွန်တော်တို့ဒီကွာခြားချက်တွေပေါ့နော်ကွာခြားချက်တွေပြီးတော့အားကြစရာကောင်းတဲ့ဟာတွေအပြင်ရိုးရတယ်ဓလေးတွေဒီအကြောင်းတွေနဲ့ပတ်သက်လို့မျှဝေချင်တာလေးတွေပြောချင်တာလေးရှိတဲ့အတွက်အခုလိုမျိုးလေးလုပ်ဖြစ်ခြင်းဖြစ်ပါတယ်ပြောပါဒီရာသီဥတုနဲ့ရာသီဥတုနဲ့ခင်းသွားလို့ရဲကောင်းတယ်ထိုင်းမှာမိုးရာတွေအရင်လာစိတ်ဆိုလို့နင်းနေသွားမယ်ပေါ့နော်လက်အိမ်တော်ကိုလည်းအဲ့လိုမျိုးပဲမျိုးတွေဝင်ကြပြောလေဒီရောက်ချောင်းဝင်အထက်ပုံကိုရီးယားလမ်းတောက်လျှောက်တွေ့နေရအကုန်လုံးပြင်သွားမှာဖြစ်ပါတယ်တော့ဆက်ပြီးတော့တွေ့ရမှာပေါ့နော်ဘယ်နေရာရောက်သွားတယ်ဘာလုပ်ပြီးဆိုတာမျိုးပြအောင်မှာဖြစ်ပါတယ်အခုတော့တပတ်ကြီးခြုံပြီးမောင်းတပတ်ကြီးရဆောဝဒီကဖီဆိုတဲ့လုပ်နေရပါတယ်ဆောဝဒီကလို့မပြောဘူးကဝဒီကဖီကျွန်တော်ဒီတစ်ခေါက်သွားခဲ့တဲ့နေရာလေးကတော့ဆန်ကလာပူရီလို့ခေါ်တဲ့နေဆက်တနေရာကမြို့သေးသေးလေးဖြစ်ပါတယ်ဆန်ကလာပူရီသွားဖို့ဒါမနက်9 နာရီလောက်မှာကျွန်တော်တို့စထွက်ကြတယ်လန်ခီတစ်လျှောက်ကလည်းရာသီဥတုတာရတော့အရန်အဆင်ပြေတယ်လို့ပြောရမယ်ခရီးထွက်ရတာကိုသဘောကျတဲ့သူတွေဆိုတော့တော်တော်လေးလည်းပျော်စရာကောင်းတယ်ပြီးရင်ကျွန်တော်တို့စီမှာမျက်နှာပြောင်တဲ့သူတွေပျော်တတ်တဲ့သူတွေကြီးပဲစုပြီးတော့သွားကြတာဆိုတော့တလန်းလုံးမှာလည်းဒါစလိုက်နောက်လိုက်ရည်စရာတွေလှုပ်လိုက်နဲ့ဒါပါဇက်ကိုမပိတ်ရဘူးပေါ့နော်လမ်းတစ်လျှောက်လုံးမှာလည်းသွားတာကနင်းနေနားတာကများများပေါ့နော်ဝယ်တာလေကြောင်တုံးဝယ်တာဒီကောင်ကလေမိုက်တယ်ဒီကောင်ရဲ့တူကင်မရာဟိုလာလောက်လာသူ့ဝယ်ပေးလိုက်တာဆိုတာဖြစ်သွားတယ်မှားသွားဝယ်ပေးလိုက်ရကိုဝယ်ပေးတာပေါ့ဘာရဘူးမဟုတ်ဒါဆိုဝယ်ပေးတာဒီကောင်လေးကို၆သွားလဲဆိုပြီးချင်တယ်လေကျွန်တော်တို့ကခရီးထွက်လာတာမဟုတ်ပါဘူးပျော်ဝဲသားထွက်လာတာပါရတယ်ဘာဖြစ်ပါကျွန်တော်လည်းဝင်ပါလေကြောင်လို့ကြိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့တစ်ထောင်နာစားတော့ပျော်ပါပြည့်စက်သွားပါပြီတွေ့တဲ့နေရာဝင်နာဝင်စားနဲ့ပျော်ဝဲစားထွက်လာသလိုမျိုးပါပဲခရီးဝေးတာကြောင့်မလို့ဒါကားမောင်းတဲ့ခါမှာတယောက်တစ်လက်စီမောင်းပြီးတော့ခြိတက်ကြတယ်တောင်တွေကိုကြော်လိုက်မြစ်တွေကိုဖြတ်လိုက်နဲ့ဒါလမ်းတစ်လျှောက်တွေ့သမျှမှတ်တမ်းလေးတွေယူဖြစ်တယ်အကုန်လုံးကတက်ကြွနေတော့ဒါပျော်စရာကောင်းတယ်ပေါ့ကောင်းလိုက်ပါဗျာငါသိရောလောက်မဟုတ်လေကွက်လူအများကြီးရှိတဲ့ဟာကိုလူအများကြီးရှိတယ်ကောင်းလိုက်ပြတာဒီပြောနေတဲ့ဟာအေးလေမင်းတက်လိုက်ကြအောင်မဟုတ်ခွဲကြတော့လည်းရောတာရောခွဲကြောက်ပြီပေါ့ဟုတ်နော်ဘာမှတစ်ခါတော့မြင်ဘူးတဲ့မင်းထားရပါမယ်ဒီမှာဆိုအမှတ်တွေကသိမကွာလက်ရှိမရှိတော့မရှိပါဘူးပြီးနိုင်လေးလက်ဆန်းပြရတယ်သူ့ထိုင်ငယ်ဖမ်းလို့ပိုလစ်ဟာပါကြီးဟုတ်ကြWow, damn. Yeah. Hey, chào Di. Nghe ta đi mà lại. Đây mà. ကြောက်ဖျားမြစ်ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့လက်ပစ်ကူးကြအောင်နော်မင်းပါဒီထဲမှာကျွန်တော်တို့လက်ပစ်ကူးကြမှာဖြစ်ပါတယ်ဟုတ်တယ်အမှန်ဒီကမျိုးမှရှိတယ်ကားထဲမှာတစ်လက်ရှိသေးရဲ့ပင်းနေဒီကဘာလာမှာအဝေးမှာလေမျိုးဝင်မှာလေတမိုင်လောက်ရှင်မြည်ရတဲ့မြည်ဆင်းအခုကဘာလုံးမှာလဲဘယ်ရောက်ပြီလဲအဝ
ကထမင်းစားမှာကန်ချနာဘူးရောက်ပါပြီ ဒီဆိုင်လေးကတော့ဒါကျွန်တော်တို့တွေထမင်းစားဖို့အတွက်ရွေးချယ်လိုက်တဲ့ဒါစကလည်းအမှတ်တရတပ်ပုံတွေရိုက်ကြတယ်အပြီးကလည်းဆိုင်ကပူကိုကျွန်တော်တို့ပြီးဆက်ပါတယ် ဒါတိဘူးကိုယ့်ကိုတိတ်ကြတာ နေပဲတော့မပြင်းဆိုတော့စားလို့ရတယ်မပဲ့တဲ့ဟာတွေအများကြီးနဲ့ပြောလို့ရတယ်ဒီဆန်းနှန်းလို့ထားလို့ရတယ်တစ်ခါတော့ကြည့်လိုက်ကြည့်လိုက် ဒီမှာပေါ့နော်ဒါကြားကောင်းရုပ်ကြီးတခုတွေ့ရတယ်မဟုတ်ဘူးပုံစံလောက်ထားတယ်အဲ့ဒါကလည်းဒါမေးကြည့်တဲ့အခါမှာဒီနေရာကဘုံကြီးကျောင်းဖြစ်ခဲ့တယ်ဆိုပြီးတော့သိရတယ်အရင်ကအဲ့ဒီဘုံကြီးကတကယ်ကြားတွေကိုသူ့ရဲ့ဒီဘုံကြီးကျောင်းထဲမှာအိမ်မွေးတိရစ္ဆာန်မျိုးမွေးမြူခဲ့လို့ပေါ့နော်လာရောက်လဲပတ်တဲ့သူတွေနဲ့လေ့လာတဲ့သူတွေနဲ့တော်တော်လေးနာမည်ကြီးခဲ့တဲ့နေရာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ဒါကြားသိရတော့ဆိုရင်ဒါတိရစ္ဆာန်မှောင်ခိုကိစ္စမျိုးတွေဒါတွေဖြစ်လာလို့ပေါ့နော်အာနာပိုင်တွေကဝင်ရောက်ဒါစစ်ဆေးဖမ်းဆီးတာမျိုးတွေနဲ့နောက်ဆုံးပိတ်လဲရတယ်ဆိုပြီးတော့သိရပါတယ် တို့ဒီနေကတတ်မလားရလား ခရီးဆက်ရင်းနဲ့ပဲညက်တွေနေဝင်ချိန်ကိုလည်းကားပေါ်မှာပဲမြင်တွေ့ရတယ်ကြုံရတယ်ပေါ့နော်နေဝင်ချိန်လေးကလည်းတစ်မျိုးလေးလှနေပြန်ပါတယ်ဒါကတော့ဒါဆန်ကလာပူရီရောက်ပါပြီ ကျွန်တော်ဒါခင်းနေမှာညဘက်ရောက်လာပြီပေါ့နော်ဒီရတယ်ချွေးပါနဲ့မေးချင်းရတယ် ညနေဆောင်လောက်မှာတော့ဆန်ကလာပူရီကိုရောက်တယ်ခရီးစဉ်ဖြစ်မြောက်ဖို့ဒါအစအစရာကူညီပေးတဲ့မိတ်ဆွေတွေလည်းပါတယ်ပေါ့နော်သူတို့ကတော့ကားတစ်စီးနဲ့ကျွန်တော်တို့ကလည်းကားတစ်စီးနဲ့ကားနှစ်စီးသွားကြတယ်လမ်းတစ်လျှောက်ဒါထိုင်းအာနာပိုင်တွေရဲ့ဒါစစ်ဆေးမှုတွေအတွက်လည်းသူတို့ကပဲတာဝန်ယူပေးသလိုအထင်ကရအကြောင်းအရာတွေကိုလည်းပြောပြတယ်အထင်ကရနေရာတွေလိုက်ပို့ပေးတယ်ကန်ချနာပူရီရောက်တော့လေဒီစားကောင်းတောက်ကောင်းနေရာလေးတွေပေါ့နော်စားတောက်ဖို့နေရာလေးတွေကိုလည်းလိုက်ပို့ပေးပါတယ် ကရင်လည်းမဟုတ်အာမဘာမှဆိုပတ် ဟုတ်တယ်အခုနဲ့သူကမွန်လာတဲ့မီးရလေဒါပေမဲ့မွန်လို့မပြောတတ်တာကြီးရော ကျွန်တော်ကြားတော့မသိဘူးနော်တရုပ်လို့မထင်ဘူးလား အစားသမားတွေဖြစ်တော့ဒါ 7-Eleven မှာဝင်ပြီးတော့စားကျင်တာတွေဝယ်ကြတယ်ဒါနဲ့တပြိုင်တည်းပေါ့နော်ဂျုံတုံးစုံတုံးဆိုပြီးတော့ဘေးနားမှာညာစည်းပုံစံလေးဖွင့်နေတာတွေ့တော့လမ်းကြုံညာစည်းကိုဝင်ပတ်လိုက်ပါသေးတယ်ကျွန်တော်တို့ရောက်တဲ့အချိန်ကနည်းနည်းနောက်ကျနေတော့ဒီညာစည်းမှာစိုင်တန်းတွေကတော့တိတ်မစုံတော့ဘူးပြီးတော့အသီးဖြော်ရည်တွေတောက်တယ်တွေ့သမျှမုန်းတွေလိုက်ဝယ်စားတယ်ကောင်းတယ်ပေါ့နော်ပြောစရာကောင်းတယ်စမူစာတွေ့လဲစားလိုက်တာပဲအာလူကတ်လိတ်တွေ့လဲဝယ်လိုက်တာပဲဝတ်သားတို့ဆိုလဲစားလိုက်တာပဲပေါ့နော်တွေ့ကြရအကုန်စားပါတယ်အဲ့တော့ဆန်ကရာပူရီကိုတော့ကျွန်တော်တို့ညနေညမိုးချုပ်တယ်ဆိုတဲ့အချိန်လောက်မှရောက်ပါတယ် တော့လာမေး ချောင်းတစ်ပတ်我盖吧，阿鲁盖在烟在，大一把吧。 အဲ့ဒါမှသူခင်ဗျားတို့ပြန်လာနေတော့လေအဲ့ဒီနေပြီလားသူခင်ဗျားကိုအက်တစ်ဖြစ်နေ သွားရလို့ မကြပါဘူး နားမဟုတ်တယ် ကဲအဲ့တော့ဒီဘိုင်းမှာကြတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့အဓိကအဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ဟာလေးပြောချင်တာပါနော်ကျွန်တော်တို့သွားတဲ့နေရာဆိုရင်နိုင်ပေါင်း12နာရီလောက်ကျွန်တော်သွားရတယ်ဒါပေမဲ့လည်းတက်တောင့်တက်တာဖြစ်တယ်ဗျာလမ်းကြောင်းတစ်လျှောက်ကဒီလမ်းတွေကအရန်ကောင်းမွန်တယ်ပြီးတော့ရာသီဥတုတာယာတာလည်းပါမယ်ပေါ့နော်ပြီးတော့ကျတော့တက်တောင့်တက်တာဖြစ်အောင်ပေါ့နော်ကောင်းကောင်းမွန်နဲ့သွားလို့ရတယ်ဘလောက်ဝေးဝေးမပင်ပန်းမှုလို့ထင်ရတယ်ဗျာပြီးတော့ကျွန်တော်တို့သွားတဲ့နေရာဆိုရင်တကယ်ကိုအဆွန်အဖျားနေရာဖြစ်တယ်ဒါပေမဲ့လည်းပေါ့နော်ဒါသူတို့အစိုးရကဒီကောင်းမွန်တဲ့စနစ်တွေတိစောက်ထားတာဖြစ်တဲ့အတွက်အဲ့နေရာတွေကိုသွားဖို့အတွက်ကမခက်ခဲဘူးသွားရောက်လေ့လာလို့ရတယ်လဲပတ်လို့ရတယ်အဲ့ဒီကအမွေအနှစ်တွေကိုကျွန်တော်တို့ရှာဖွေလို့ရတယ်ပေါ့နော်ခန်းစားလို့ရတယ်တဘာဝအလှတရားတွေကျွန်တော်အများကြီးပဲမြင်ခဲ့တွေ့ခဲ့ကြရှိတယ်
ပြီးတော့ဒီလိုမျိုးနယ်ဆက်နေရာဆိုပေမဲ့လည်းပေါ့နော်လျှက်စစ်မီရေပြီးရင်လမ်းမဆက်သွယ်ရေးအကုန်ကောင်းတယ်ဗျာပြီးရင်ပညာရေးပေါ့နော်အဲ့မှာရှိတဲ့ကလေးတွေကကျောင်းကောင်းကောင်းတက်ရတယ်လမ်းကောင်းကောင်းနဲ့ကျောင်းသွားလို့ရတယ်ဒီလိုပုံစံမျိုးတွေကစားကျွန်တော်အများကြီးကွာခြားတွေ့ရတယ်အဓိကဒါကျွန်တော်ဒီနိုင်ငံဘက်ချမ်းမှာဆိုရင်ပေါ့နော်ဒီလိုမျိုးနယ်ဆက်နေရာရေးဆိုရင်မီးမရဘူးပေါ့နော်လမ်းမဆက်သွယ်ရေးမကောင်းဘူးပေါ့နော်စာတင်ကျောင်းတွေမရှိဘူးကလေးတွေကဒါစာတင်မှုအတွက်ပညာရေးအတွက်ခက်ခဲနဲ့စူးစမ်းရုန်းကန်နေရတာရှိတယ်ပြီးတော့လူနေမှုအဆင့်တန်းအရန်ကိုကွာခြားတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့အရန်စနစ်တွေကောင်းတဲ့ခါကျတော့ဒီနေရာတွေကိုနိုင်ငံခြားသားတွေကစလာပြီးတော့လေပတ်တာမျိုးတွေနိုင်ငံခြားဝင်ငွေရရှိအောင်ဒီအမွေနှစ်တွေကနေပြီးတော့သူတို့ရှာဖွေကြတာတွေပေါ့နော်အိမ်ထဲမှာပဲနေပြီးတော့စီးပွားရေးလှုပ်ခွင့်ရအောင်သူတို့အစိုးရကတိစောက်ပေးထားတဲ့စနစ်တွေကတော့တကယ်ကိုအားကြစရာကောင်းပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါခရီးရဲ့အစပဲရှိသေးတယ်ကျွန်တော်တို့ဒါတွေတွေ့နေရပြီနောက်နေ့ကျရင်ကျွန်တော်တို့ဒီခီးမှာပေါ့နော်ဘယ်နေရာတွေသွားမလဲပေါ့နော်ဘယ်လိုအမွေနှစ်တွေဘယ်လိုမျိုးဘုသူဒ္ဓဖြစ်စရာတွေဒါတွေကိုကျွန်တော်တို့တွေ့အောင်မလဲဆိုတာလေးကိုလည်းဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်ဗျ